ခောက်ပြီးပါကပထမအခင်းကိုအောက်ဆုံးမှာထားပါဒုတိယဆောင်းကိုအခင်းပေါ်မှာထားပါတတိယခြင်ထောင်ကိုဆောင်းပေါ်မှာထားပါနောက်ဆုံးတွင်ခေါင်းအုံးကိုထားပါ Episode 5အိယာနေရာ၌တန်ရှင်းတည့်ရက်စွာနေထိုင်ခြင်းဆောင်းခေါက်နီဆောင်းဤခေါင်းရင်းနှင့်ခြင်ရင်းစနှစ်ဖက်တို့ကိုပူး၍ခေါက်လိုက်ပါနောက်တစ်ကြိမ်ထပ်မံ၍ခေါက်ပါအထွန်းအခေါက်များရှိမနေစေရန်အစနှစ်ဖက်ကိုကင်၍လှုပ်ခါပေးပါခေါက်ထားသည့်အတိုင်းဖြာပေါ်သို့ခင်းလိုက်ပါအစွန်းနှစ်ဖက်မှစ၍ညီညာစွာအတွင်းခေါက်ပါမချက်ဆောင်းခေါက်နီးနှင့်အခင်းခေါက်နီးမှာအတူတူပင်ဖြစ်ပါသည်ခြင်ထောင်ခေါက်နီးခြိထားသောကြိုးကိုခြေရင်းမှစ၍ဖြုတ်ပါလက်နှစ်ဖက်ဖြင့်ခြင်ထောင်၏အထက်ပိုင်းတောင်စွန်းနှစ်ခုကိုပူးထားလိုက်ပါပူးထားသောအစနှစ်ခုကိုလက်တစ်ဖက်ဖြင့်ကင်ထားပါပူးထားသောအစနှစ်ခု၏အတွင်းပိုင်းအလယ်နားစကိုကြံလက်တစ်ဖက်ဖြင့်ဆွဲယူပြီးခြင်ထောင်အထက်အနားစနှင့်တပြေးသည်ပူးကင်ထားလိုက်ပါအတွန်းခေါက်များဖြစ်မနေစေရန်ပူးကင်ထားသောလက်နှစ်ဖက်ဖြင့်အလိုက်သင့်လှုပ်ခါပေးပါညီညာသွားပါကခေါက်ထားပြီးသောဆောင်း၏ပမာဏအတိုင်းဘေးတိုက်နှစ်ခေါက်ခန့်ခေါက်ပါညီညာအောင်လှုပ်ခါပေးပါဒီနေ့ဘေးတိုက်ခေါက်ထားသောခြင်ထောင်စကိုလက်တစ်ဖက်ဖြင့်ကင်ထားလိုက်ပါခြင်ထောင်ဤခေါင်းရင်းပိုင်းကိုလည်းခြေရင်းပိုင်းကိုခေါက်တဲ့ကဲ့သို့ညီညာစွာခေါက်လိုက်ပါဘေးတိုက်ညီညာစွာခောက်ထားသောခြင်ထောင်စားနှစ်ဖက်ကိုကင်၍တွန်းခေါက်မှုမရှိစေရန်လှုပ်ခါပေးပါလှုပ်ခါပြီးလျှင်ဖြာပေါ်သို့ဖြန့်ခင်းလိုက်ပါအနားစများထွက်မနေစေရန်ညီညာစွာညှိပါပြီးလျှင်ဆောင်းခေါက်နီးအတိုင်းအလိုက်သင့်ခေါက်ပါခြင်ထောင်ခေါက်ပြီးပါကပထမအခင်းကိုအောက်ဆုံးမှာထားပါဒုတိယဆောင်းကိုအခင်းပေါ်မှာထားပါတတိယခြင်ထောင်ကိုဆောင်းပေါ်မှာထားပါနောက်ဆုံးတွင်ခေါင်းအုံးကိုထားပါထပ်ထားသောအခင်းဆောင်းခြင်ထောင်ခေါင်းတို့သည်ညီညာစွာရှိနေရမည်